Okay ဒီနေ့ပြောချင်တဲ့ topic လေးကတော့အခုကလူငယ်တွေဘယ်လိုမြင်လဲလို့မေးလို့ရှင်တနာစရာကောင်းတယ်လို့မြင်ပါတယ်ဒါကတော့ကိုယ်တူတယောက်တည်းရဲ့အမြင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အကောင်လုံးတော့မဟုတ်ဘူးပေါ့နော်တချို့ပေါ့နေရတက်လာတဲ့လူတွေအကောင်နေရတက်လာတဲ့လူတွေအကောင်လုံးတော့မဟုတ်တချို့ဆိုလို့ရှင်လည်းဒါလုံးဝဟိုအောက်ခြေရန်စပြီးတော့ကိုတိုးတက်ချင်တယ်ပေါ့နော်အဲ့လိုလူလေးလည်းရှိတယ်လို့တချို့ကကျတော့ဘယ်လိုပြောမှလဲတခုခုဆိုလို့ရှင်သူတို့က customer service ဆိုလည်းသူတို့နားမလဲဘူး respect လို့ပြောလိုက်လို့ရှင်လည်းသူတို့က six ဆိုဝဲပေါ့နော် respect လို့ပြောလို့ရှင်ဘာဖြစ်လဲဆိုတော့လေသူတို့မြတ်လူတိုင်းအောက်ကျနေရမှာလားဆိုတာမျိုးနော်တကယ်တမ်းသူတို့ respect ဆိုတာလေသူတို့ကောင်းနားမလဲဘူးပေါ့နော် customer service ဆိုတာတော့ way ပေါ့ customer service ဆိုတာလေဒီ customer ယူလာလို့ရှင်ဒီ customer ယူအောက်ကျပြီးတော့မှဘာဖြစ်တာညာဖြစ်တာအဲ့တလောကကျွန်မအလုပ်မှာပေါ့နော် interview လိုက်ဖြစ်တဲ့တယောက်ရှိရပေါ့ကောင်မလေးတယောက်ပေါ့ဒါ view တာကတော့ဟိုဆရာတို့ view တာပေါ့နော် view တာတော့ဒါ founder တို့က view တာကိုကဖေးကနေနည်းနည်းနားထောင်ပေးရပေါ့နော်နားထောင်ပေးခက်မှာဒါပြောလဲဆိုတော့ပေါ့နော်တခြားနေရာမှာအတွေ့အကြုံအများကြီးရမှာမသိရတာနဲ့တခြားနေရာမှာမလျှောက်ခင်လည်းပြုတ်တိညာမှာလာလျှောက်လဲဆိုတော့အဲ့တခြားနေရာကအရန်နဲ့အောက်ကျနောက်ကျခံပြီးလောက်ရလို့ဆိုတာမျိုးပေါ့နော်အဲ့လိုဖြေလိုက်တာအဲ့လိုဖြေလိုက်တဲ့ခါကျမှဟိုအတွေ့တစ်ခုရသွားပါတော့ဟဲ့သူပြောတဲ့အောက်ကျနောက်ကျခံအောက်ကျနောက်ကျရတယ်ဆိုတာဘယ်လိုမျိုးလဲပေါ့နော်အဲ့ဒီလိုပေါ့တချို့လူတွေကကျတော့လေသူများလောက်ကိုစလုပ်တယ်ဒါပေမဲ့အဲ့ဒီလိုပေါ့အောက်ကျတယ်တို့ဘာတို့ညာတို့ပေါ့နော်ဒီခေတ်မှာကျတော့အဲ့ဓာကြီးတွေကအရန်ကြီးသူတို့အတွက် pressure ဖြစ်နေရလားပေါ့စဉ်းစားမိရပါတော့။ဒါ customer သူများကိုက service ပေးလိုက်တယ်ဆိုတော့သူတို့အတွက်အရန်ကြီးများအဲ့လိုအောက်ကျတယ်လို့ခံစားနေရလားပေါ့နော်။ပြီးတော့ကျမထင်တာကတော့ပေါ့နော်ဒါမိဘနဲ့လည်းသက်ဆိုင်မယ်ထင်တယ်ဟိုမိဘဖြစ်တဲ့လူသူရဲ့ပတ်ဝန်းကျင်မှာပေါ့နော် rich kid တွေတော့မဆိုလို့ပေါ့နော်သူတို့တွေကတော့အဲ့ဒါယူအခွင့်အရေးယူမဲ့လို့လည်းမမြင်ဘူးဖြစ်လို့လဲဆိုတော့သူတို့မိဘတွေကလည်းအဲ့ဒီ rich kid တွေဖြစ်တဲ့အတွက်သူတို့ရဲ့မိဘတွေကလည်းသူတို့ကိုတိကျကျူးစုဆောက်ရှောက်မှာပဲပေါ့နော်ဆုံးမမယ်ဆိုတဲ့အတွက်သူတို့တွေကတော့ဒီသူများရဲ့ service ပေးတာကိုအခွင့်အရေးယူပြီးတော့မှအဲ့ဒီလိုနိုင်တဲ့စင်းနဲ့မလုပ်ဘူးလို့တော့ထင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ငငယ်လေးကလေးကရင်ချမ်းသာလာပြီးတော့မှကောင်းမွန်မွန်ပြုစုပြောထောင်တဲ့မိဘကနေစဉ်းသက်လာတဲ့တာရမီတွေကဘယ်တော့မှအဲ့ဒီလိုသူများကိုအနိုင်ကျင့်တာမျိုးဟိုနှိမ့်ချတာမျိုးတွေမလုပ်ဘူးလို့တော့ထင်တာပေါ့ဒါပေမဲ့အကုန်လုံးတော့လည်းမဟုတ်နိုင်ဘူးပေါ့နော်တချို့တွေလည်းရှိမှာပေါ့ဒါပေမဲ့ကိုတော့အဲ့လိုမျိုးတော့မကြုံဘူးလေးပေါ့နော်ဘယ်လိုလူလေးတွေကဖြစ်လဲဆိုမရှိတရှိလေးပေါ့နော်ဥမာဆိုလို့ရှိရင်ကိုမိဘတွေက support မပေးနိုင်ဘူးဟဲ့နင့်အတော်နာတော့နင့်အမနာတော့နင့်ဦးလေးနာတော့သူကပတ်စံရှိတယ်သူကနင့်လှုပ်ပေးနိုင်တယ်ဆိုပြီးတော့မှသူတို့စိတ်ချမ်းသာအောင်လှုပ်ပေးလိုက်အဲ့ဒါမှသူတို့ရဲ့ပိုင်ဆိုင်တဲ့ဟာလေးတွေကိုခွဲဝတ်ပေးမှဘာညာဆိုတော့ဒီလူကဒါကြီးကိုမက်လုံးကြီးဖြစ်သွားပြီးတော့မှဒီလူနာမှာပဲသွားပြီးတော့မှပေါ့နော်သူတို့စိတ်ကြိုက်လှုပ်ပေးပြီးတော့မှမျောလင်းချက်ကြီးနေပေါ့အော်ဒါရလို့ရှင်တော့ငါဒါလုပ်လို့ရပြီဆိုတော့မျောလင်းချက်ကြီးနေပေါ့နော်အဲ့ဒါကမိဘနဲ့ရန်သက်ဆိုင်နေမိဘဖြစ်တဲ့လူငယ်ကလေးကတိုင်းဒီလိုနားတွင်းလာတဲ့အတွက်ဒီကလေးကကြီးလာတဲ့ချိန်မှာလဲဒါရုပ်ဆွဲသွားတော့မှာပဲပေါ့အဲ့ခါကျတော့တခုခုဆိုရှင်တို့ကငါအဲ့ဟာလှုပ်เสียလားငါအနေထားအဲ့ဟာလှုပ်ဖို့လို့လားဘာလို့လှုပ်ရမှာငါအဲ့ဒီလိုလေးပေါ့နော်ဟိုသူတို့ customer service ပေးရမယ်ဆိုတာသူတို့အတွက်ကလေအရန်ညုံအောက်ကျနောက်ကျပြီးတော့မှအဲ့လိုလုပ်ပေးဖို့မှမလိုတာလူချင်းပဲဆိုတကယ်တမ်းလူချင်းကပို့ပြီးတော့ respect ထားဖို့လိုတဲ့ကြီးငယ်တွေမရှိဘူးပေါ့နော်ပြီးတော့သူတို့လေးတွေရဲ့အသွေးထဲမှာဘာလေးဖြစ်လာလဲဆိုခုနောက်ပိုင်းပေါ့ဒီအဲ့အမြင်ကတော့ဒီ2026မှာပိုဆိုးလာတယ်ထင်တာပဲသိလားအခုဆို9လပိုင်းရှိလာပြီနော်တခြားလုံးမြင်ခဲ့ရလေဘာလေးတွေတောင်ဖြစ်လဲဆိုတော့လေကိုမိဘအနေထားပေါ့နော်ကိုမိဘဘာလုပ်နေလဲဘယ်လိုရုန်းကန်နေရလဲဆိုတော့သူတို့မတွေးတော့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ environment မှာရှိပြီးကိုနဲ့ဟိုဘယ်လိုပြောမှလဲကိုနဲ့လှုပ်ဖို့ကင်ဖက်ကိုနဲ့တီးတဲ့လူနည်းနည်းလေးရှင်းသေးတဲ့လူတွေကလေဒီပစ္စည်းကင်ပြီဆိုတော့သူကဘာလိုက်ကင်ချင်တာကိုရဲ့ဟို background ပြန်မကြည့်တော့ဘူးပေါ့နော်အဲ့လိုတွေသူ့ချင်လာပေါ့ကွယ်ဒီလားသူလို့လို့ရှင်ကိုလည်းလိုက်လုပ်ချင်တာသူအဲ့ဒါကိုင်ကိုလည်းလိုက်ကင်ချင်တာသူအဲ့ဒါလေးဝင်ကိုလည်းလိုက်ဝတ်ချင်တာအော်သူကိုင်နိုင်ပေမဲ့ကိုပြန်သုံးသက်စေချင်တာပေါ့နော်အော်သူကဒီလိုရှိလို့သူဒီလိုလုပ်နိုင်တာငါအဲ့လိုမှမဟုတ်တာသူများနဲ့နိုင်အရင်နိုင်ရှင်ကြပေါ့နော်နိုင်ရှင်တဲ့ခါမှာကိုအားမလို့အားမရတယ်ဖြစ်တာဒီပြီးတော့မှမဆိုင်တဲ့လူတွေလိုက်ပြီးတော့မှ pressure ပေးရပေါ့နော်အဲ့ဒီလိုတွေဖြစ်တာလေတွေ့ရတယ်ပေါ့ပြီးတော့ဖုန်းဆိုရင်တော့မှသူတို့က Androidကိုင်တဲ့လူဆိုရှင်လူတော့ပဲမတိုးတယ်လို့ကွဲတယ်ကျမကတော့ Android ပဲကြိုက်တယ်ငယ်ကလေးတိုင်းကိုကလည်း Android ပဲကိုင်ခဲ့ရတော့အခုချိန်လေးလည်း Android ပဲကြိုက်တယ်ပေါ့နော် Android ပဲကိုင်ဖြစ်တယ်ပေါ့နော် iPhone ပတ်စံနေရန်တက်နိုင်တယ် iPhone ဝယ်မလားလို့ပြောလို့ရှင်ဟ
မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ကိုကအရင်ငါ iPhone ကင်ချင်လိုက်တာ iPhone ဝယ်ချင်လိုက်တာဆိုတော့စိတ်တော့မဖြစ်ဘူးအဲ့ဒီကလေးတွေကျတော့ဘယ်လိုဖြစ်လဲဆိုသူများ iPhone ဆိုသူတို့ကလိုက်ပြီး iPhone ချင်တာကိုယ့်ရဲ့ background ကိုပြန်မကြည့်တော့သူများဒါလေးဝင်မှဒါလေးကင်မှတားတယ်လမ်းတယ်လို့ဆိုလို့ရှိရင်သူတို့အဲ့ဒီဟာလေးတွေလိုက်ပြီးလှုပ်ချင်တာကိုနဲ့လိုက်ဖက်တယ်မလိုက်ဖက်လိုက်ဖက်မလိုက်ဖက်ဆိုတာအထက်ပေါ့နော်သူများနဲ့လိုက်တူချင်တာပေါ့အဲ့လိုတွေဖြစ်လာတဲ့ခါကျတော့သူများနဲ့ကိုနဲ့မတူဘူးလေနော်မတူဘဲနဲ့ကိုကအဲ့လိုလိုက်တူတဲ့ခါမှာကိုလည်းအဲ့လိုမကျေနပ်ဘူးကိုရဲ့မိဘတွေကိုလည်းတွားပြီးတော့မှဟိုဘယ်လိုပြောမှစိတ်ဒုက္ခပေးတယ်ပေါ့နော်အဲ့ဒီလိုလေးဖြစ်လာတယ်တနာဖို့ကောင်းတယ်လို့အိုင်ကတော့မြင်နေပေါ့နော်အော်ကိုဘွားကိုနားမလဲရှာဘူးကိုအချင်းတွေကိုနားမလဲဘူးကိုရဲ့မိဘကိုလည်းတွားပြီးတော့မှဟိုပူစားတယ်ပေါ့လေနော်အဲ့လိုလေးဒါတော့လေအမျိုးမျိုးပေါ့လေနော်ဒါပေမဲ့ကိုမျက်စိထဲမှာမြင်နေရတာလေအဲ့လိုလေမြင်နေရအများတော့သူတို့အစားလဲပူလောင်လိုက်တာလို့ခံစားရတယ်သူတို့မှလေတကယ်ဟိုဒီဟာအိမ်မမရလို့ရှင်လူတော်မတိုးတော့တလို့လို့ဒီလိုမှမလုပ်ရလို့ရှင်ပဲလူဖြစ်ရှုံးတလို့လို့လေအဲ့ဒီလိုအခြေအနေဖြစ်နေရဆိုတော့စိတ်တော့မကောင်းစရာပဲပေါ့နော်ကျမတို့တို့အရွယ်မှာတော့ဆိုဟဲပေါ်ပါလိုက်တာဒီလိုအဲ့လိုပြိုင်တာဆိုင်နိုင်လဲတိတ်မရှိပြိုင်နေဆိုကိုရီးယားပါပြန်လဲဆိုအလုပ်ပြိုင်နေပေါ့နော်ဘလူကပိုလုံးနိုင်တယ်ဘလူကဒီအလုပ်ထဲမှာဘလူတော်တယ်ဆိုတာမျိုးပေါ့အဲ့လိုအတွက်ကိုရီးယားပြိုင်နေစူးစမ်းတယ်ပေါ့နော်ဒါပေမဲ့သူတို့တွေကတော့အဲ့လိုမဟုတ်တော့ငါကတော့ဘာဖုန်းကင်နိုင်တယ်ငါကတော့ဘာစီးနိုင်တယ်ငါကတော့ဘာဝက်နိုင်တယ်အဲ့ဒီလိုလေးပေါ့နော်ပူလောင်လိုက်တာပြီးတော့ဒါလေးခဏပဲလေနော်ရေရှည်မှမဟုတ်တာခဏပဲဟဲနေကဒီကိုင်းစီးနိုင်တာအော်နေဒီလိုဝက်တာညက်တာဘာဖုန်းကင်တာပြီးသွားပြီပဲလေနော်တက်တက်လုံးကြီးတူဘလူးမအထင်လဲကြီးမနေလို့ဘလူးမလည်းကိုယ်တက်တက်လုံးထင်မသေးနိုင်ပါဘူးအဲ့တော့အခုနောက်ပိုင်းအဲ့ဒီလူငယ်လေးတွေအကုန်လုံးတော့မဟုတ်ဘူးပေါ့နော်တချို့လူငယ်လေးတွေအဲ့လိုသူတို့ရဲ့အသွေးလေးတွေပေါ့နော်အရင် group ဖြစ်ဖို့အရင်လိုအပ်ပါတယ်လို့အဲ့လိုသူတို့ရဲ့ရုပ်ဝတ္ထုပစ္စည်းနောက်တွေပဲလိုက်နေတာကြီးကရေရှည်မှာသူတို့အတွက်အကောင့်ကျိုးတွေဖြစ်မလာနိုင်ဘူးလို့ကျမတော့မြင်ပါတယ်ဒါကျမတူတယောက်တည်းရဲ့အမြင်ကိုပြန်ပြီး sharing လုပ်ခြင်းဖြစ်ပါတယ်အမှန်ဒီမားတွေကတော့ကိုသွေးတဲ့အပေါ်မှာမူတည်မှာပေါ့နော်အဲ့တော့အမြင်မတူတာလေးရှိလို့ရှင်လဲဝင်ပြီးတော့ comment မှာဆွေးနွေးရလို့ရပါတယ်နောက်ထပ်လည်းဒီထက်ကောင်းတဲ့ video လေးတွေကိုစူးစမ်းပြီးတင်ဆက်ပေးတော့မှာမို့လို့ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးတော့ပါအောင်လို့ request လုပ်လိုက်ပါတယ်ကျေးဇူးများတင်ပါတယ်